ညမောင်ရဲ့လျှို့ဝှက်ချက်တခါတုန်းကတောနက်ကြီးထဲမှာရွာလေးတစ်ရွာရှိပါတယ်ဒီရွာလေးကလူသူအရမ်းနေပြီးညဘက်တွေမှာတိတ်ဆိတ်လွန်းလို့ကြောက်စရာကောင်းတဲ့အရိပ်တွေနဲ့ပြည့်နေတတ်ပါတယ်ရွာထဲကလူတွေကညဘက်မှာအပြင်မထွက်ကြဘဲအိမ်တွင်းမှာပဲပိတ်နေကြပါတယ်ဘာကြောင့်လဲဆိုတာဘယ်သူမှမသိကြပါဘူးတနေ့မှာတော့ရွာထဲကကလေးတစ်ယောက်ဖြစ်တဲ့မောင်မောင်လေးဟာသူ့တငယ်ချင်းတွေနဲ့ကစားရင်းညနေခင်းမှာတောထဲကိုလမ်းလွဲသွားခဲ့ပါတယ်။နေဝင်လူနီးပါးဖြစ်နေပြီးတောထဲကမှောင်လာတာနဲ့အမျှမောင်မောင်လေးကြောက်လာပါတယ်။သူ့တငယ်ချင်းတွေကိုအော်ခေါ်ပေမဲ့ဘယ်သူမှမကြားကြပါဘူး။အဲ့ဒီအချိန်မှာသူ့ရှေ့မှာမီးအိမ်လေးတစ်ခုမှိတ်တုံနဲ့လင်းလာပါတယ်။မောင်မောင်လေးကမီးအိမ်လေးကိုလိုက်ကြည့်လိုက်တော့သူ့ရှေ့မှာအိုးအိမ်လေးတစ်ခုပေါ်လာပါတယ်။အိမ်လေးရဲ့တကားကဖွင့်ထားပြီးအတွင်းကနေတစ်သားခုံလေးပေါ်မှာမီးအိမ်လေးတစ်ခုထွန်းထားတာကိုမြင်လိုက်ရပါတယ်။မောင်မောင်လေးကအိမ်ထဲကိုဝင်ကြည့်လိုက်တော့အတွင်းမှာဘယ်သူမှမရှိပါဘူး။ဒါပေမဲ့မီးအိမ်လေးကသူ့ကိုဆွဲဆောင်တယ်လို့ခံစားရပါတယ်။သူမီးအိမ်လေးကိုကင်လိုက်တဲ့အခါမှာတော့ရုတ်တရက်မီးအိမ်လေးကလင်းလက်လာပြီးသူ့ရှေ့မှာမြင်ကွင်းတစ်ခုပေါ်လာပါတယ်။ဒီမြင်ကွင်းထဲမှာရွာထဲကလူတွေရဲ့အတိတ်ကဖြစ်ရပ်တွေကိုမြင်ရပါတယ်။ရွာထဲကလူတွေဟာညဘက်မှာတောထဲကိုမထွက်ရဲကြတဲ့အကြောင်းကိုသိလိုက်ရပါတယ်။ရွာထဲမှာလွန်ခဲ့တဲ့နှစ်တွေကလူတွေဟာညဘက်မှာတောထဲကိုထွက်ပြီးလမ်းလွဲသွားကြတဲ့အခါပျောက်ဆုံးသွားကြတယ်လို့ဒဏ္ဍာရီတစ်ခုရှိပါတယ်။ဒါကြောင့်ရွာထဲကလူတွေကညဘက်မှာအပြင်မထွက်ကြတော့ပါဘူး။မောင်မောင်လေးကဒီအကြောင်းကိုသိလိုက်တဲ့အခါသူ့ကိုယ်သူကယ်တင်ဖို့စူးစမ်းပါတယ်။မီးအိမ်လေးကိုကင်ပြီးရွာကိုပြန်လာဖို့စူးစမ်းတဲ့အခါမှာတော့သူ့ရှေ့မှာတောထဲကမှောင်မိုက်တဲ့အရိပ်တွေပိတ်ဆို့လာပါတယ်။ဒါပေမဲ့မီးအိမ်လေးကသူ့ကိုလမ်းပြပေးပါတယ်။အဲ့ဒီနောက်မောင်မောင်လေးဟာရွာကိုပြန်ရောက်သွားပါတယ်။သူ့မိဘတွေနဲ့ရွာထဲကလူတွေကသူ့ကိုပြန်တွေ့တဲ့အခါဝမ်းသာကြပါတယ်။မောင်မောင်လေးကသူတို့ကိုသူ့ကြုံတွေ့ရတဲ့ဖြစ်ပျက်တွေကိုပြောပြပါတယ်။ဒီဖြစ်ရပ်ကနေရွာထဲကလူတွေကညဘက်မှာအပြင်မထွက်ကြတော့ပါဘူး။မောင်မောင်လေးကတော့မီးအိမ်လေးကိုသူ့အိမ်မှာတေချာထားပြီးဘယ်တော့မှမဖွင့်တော့ပါဘူး။ဒါကြောင့်ကလေးတွေရေညဘက်မှာတောထဲကိုမသွားကြပါနဲ့။မှောင်မိုက်တဲ့ညတွေမှာလျှို့ဝှက်ချက်တွေကစောင့်နေတတ်ပါတယ်။